ကောင်လေးကရေကန်ထဲကိုငါပစ်ကျွေးလိုက်ပေမဲ့လူတက်ဝေလာငါကြီးကပြန်တွန်းထုတ်လိုက်ပါတယ်ဝေလာငါကငါမစားဘူးလို့သူထင်ခဲ့ပေမဲ့တကယ်တော့ဝေလာငါကသူ့ကိုပဲအစာကျွေးစေချင်နေတာပါကြောက်စိတ်ကိုဖျောက်ပြီးကောင်လေးကအစာလန်းကျွေးလိုက်တဲ့အခါဝေလာငါကြီးကပျော်ပျော်ရွှင်ရွှင်နဲ့ရေတွေကိုအပေါ်ကိုမှုတ်ထုတ်လိုက်ပါတော့တယ်သူကတက်တိမွေပြီးဝေလာငါကိုထိဖို့ကြိုးစားလိုက်တော့ဝေလာငါကသူ့အနားကိုအလိုလိုကပ်လာခဲ့ပါတယ်ကောင်လေးကညနေထိဝေလာငါနဲ့အတူရှိနေခဲ့ပေမဲ့လုံခြုံရေးဝန်ထမ်းတယောက်ကသူ့ကိုမြင်သွားခဲ့ပါတယ်သူကလန့်သွားပြီးရေထဲကိုပြုတ်ကျသွားကတတိမိသွားခဲ့ရပါတယ်ဝေလာငါကြီးကချက်ချင်းကူးလာပြီးကောင်လေးကိုကယ်တင်ပေးခဲ့တဲ့အပြင်ကမ်းခြေပေါ်ကိုလည်းညင်ညင်တသာလေးတွန်းတင်ပေးခဲ့ပါတယ်သူပြန်လို့လာတဲ့အခါမှာတော့ကောင်လေးဟာအရန်ကိုကျေးဇူးတင်သွားမိပါတယ်သူပြန်တော့မလို့လှုပ်တဲ့အချိန်မှာဝေလာငါကြီးကစက်ကစားစီခြင်းလို့နောက်ကနေလိုက်လာခဲ့ပါတယ်ကောင်လေးကပက်ချလဲလှည့်ပြလိုက်တော့ဝေလာငါကြီးကလည်းသူ့နောက်ကနေလိုက်လှည့်ပါတော့တယ်သူကမျက်နှာပြောင်ပြလိုက်တဲ့အခါဝေလာငါကြီးကလည်းလိုက်လုပ်ပြပါတယ်ဒါကိုကြည့်ပြီးလေ့ကျင့်ပေးသူတွေဟာအံ့ဩသွားကြရပါတယ်ဘယ်သူမှထိမရတဲ့ဒီဝေလာငါကြီးကအခုတော့ကောင်လေးရဲ့အမိန့်တွေကိုနားထောင်နေပါပြီကောင်လေးကလေ့ကျင့်ပေးသူတွေကိုအစာကျွေးခိုင်းပေမဲ့ဝေလာငါကရင်းနဲ့ပတ်ပြီးအနားမကပ်ပဲညှင်းဆန်နေတာကြောင့်ကောင်လေးကိုပဲလေ့ကျင့်ပေးခိုင်းဖို့သူတို့ဆုံးဖြတ်လိုက်ကြပါတယ်သူတို့ရဲ့လမ်းညွှန်မှုနဲ့အတူကောင်လေးဟာဝေလာငါနဲ့နေတိုင်းလေ့ကျင့်ခန်းတွေလုပ်ခဲ့ပြီးဝေလာငါကလည်းအပြည့်အဝပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်ကောင်လေးကဝေလာငါကျုပ်ပေါ်မှာစီးနိုင်ခဲ့တယ်လို့သူ့ရဲ့ရှာကြီးကိုစမ်းကြည့်ဖို့အတွက်ပါဇက်ထဲအထီတောင်လက်ထည့်လို့ရနေပါပြီတရက်မှာတော့တထေးဖြစ်သူကလာကြည့်ခဲ့ပါတယ်ကောင်လေးနဲ့ဝေလာငါရဲ့ဖြောပြမှုကတကယ်ကိုအံ့ဩစရာကောင်းနေတာကြောင့်တထေးကလူအများရှိမှပြပွဲလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့ပြပွဲနေမှာတော့ကလေးတွေကမှန်ကိုဒုံဒုံနဲ့ဝိုင်းထူနေကြပါတယ်စူညံတန်တွေကြောင့်ဝေလာငါကြီးဟာလန့်သွားခဲ့ပြီးကောင်လေးစီကနေအကူအညီတောင်းနေခဲ့ပါတယ်ဒါပေမဲ့သူကဝေလာငါပါလို့ခြင်းလဲဆိုတာနားမလည်ခဲ့တယ်လို့အပြင်ကထုတန်တွေကလည်းပိုကျလာပြီးပရိသတ်တွေရဲ့လက်ခုပ်တန်တွေကပါတိမခံနိုင်စရာဖြစ်လာခဲ့ပါတယ်ဝေလာငါကြီးကဆက်ပြီးတိမခံနိုင်တော့ပဲမှန်ကိုတိုက်မိသွားပါတော့တယ်မူလီတွေပြုတ်ထွက်ကုန်ပြီးလူတိုင်းလည်းလမ်းဖြတ်ပြီးပြေးကြပါတော့တယ်ဒါပေမဲ့တထေးကတော့ဒါကိုပြင်ဖို့စိတ်ကူးမရှိခဲ့ပါဘူးသူကဝေလာငါနဲ့အတူထိတ်လန့်ပြပြီးဒေါ်လာ1 သန်းတန်အာမခံကြေးကိုတောင်းဆိုခဲ့ပါတယ်အဲ့ဒီညမှာတော့ကောင်လေးဟာဖျော်ဖြေပွဲပြတ်သွားတာကြောင့်စိတ်တက်ကြနေခဲ့ပါတယ်ရေကန်ဘေးမှာထိုင်နေတော့ဝေလာငါကြီးကထူးဆန်းတဲ့အတန်တွေပေးနေတာကိုသူသတိထားမိပြီးတခုခုတော့မှားနေပြီလို့ပြောခဲ့ပါတယ်လေကားပေါ်တက်ကြည့်လိုက်တဲ့အခါပင်လယ်ထဲမှာဝေလာငါတွေအများကြီးအော်ဟစ်နေတာကိုတွေ့လိုက်ရပြီးဒါတွေဟာဝေလာငါကြီးရဲ့မိသားစုဝင်တွေဖြစ်တယ်ဆိုတာနဲ့သူအိမ်ပြန်ချင်းနေပြီဆိုတာကိုနားလည်သွားပါတယ်အဲ့ဒီအချိန်မှာကောင်လေးကတထေးရဲ့အကြံစီဆိုးကိုတိသွားခဲ့ပြီးဝေလာငါကိုတိတ်တဆိတ်တဲထုတ်ဖို့ဆုံးဖြတ်လိုက်တဲ့မန်နေဂျာစီမှာအကူအညီတောင်းခဲ့ပါတယ်မန်နေဂျာကကန်ထဲကိုတာပေါ်လင်စအကြီးကြီးချပေးဖို့အတွက်ဂရိန်းတစ်ခုကိုအသုံးပြုခဲ့ပါတယ်ကောင်လေးကဝေလာငါကိုတာပေါ်လင်ဆက်ပေါ်ရောက်လာအောင်ငါးတွေနဲ့မြားခေါ်ပြီးကျိုးကိုဂရိန်းနဲ့ချီလိုက်ကသူကိုယ်တိုင်လည်းဝေလာငါကြောပေါ်ကိုတက်လိုက်ပါတယ်ရေတွေစစ်သွားတဲ့အခါဝေလာငါကြီးကိုဂရိန်းနဲ့မလိုက်ပြီးနောက်တွဲရင်ပေါ်ကိုတင်လိုက်ကြပါတယ်အောက်ဆီဂျင်ပြတ်လက်ပြီးတည်သွားနိုင်တာကြောင့်ဝေလာငါကိုပင်လယ်စီရောက်အောင်သူတို့အမြန်ဆုံးတည်သွားကြရပါတယ်ဒါပေမဲ့လမ်းမှာတစ်ပင်ကြီးတစ်ပင်ကလမ်းပိတ်နေခဲ့ပါတယ်သူတို့နောက်ပြန်ဆုတ်ဖို့စူးစမ်းခဲ့ပေမဲ့နောက်တွဲရင်ဘီးကကုန်းဆောင်မှာညက်သွားခဲ့ပါတယ်ကောင်လေးကသူ့ကိုမွေးစားထားတဲ့မိဘတွေကိုအကူအညီလမ်းတောင်းခဲ့ပြီးအတော်လေးရုန်းကန်လိုက်ရပြီးမှနောက်တွဲရင်ဟာလွတ်သွားခဲ့ပါတယ်သူတို့ကမ်းခြေလမ်းကိုရောက်သွားတဲ့အချိန်မှာတော့ဝေလာငါကြီးဟာအောက်ဆီဂျင်ပြတ်လက်ပြီးမတည်ုံတမယ်ဖြစ်နေပါပြီပိုဆိုးတာကတထေးနဲ့သူ့လူတွေကပင်လယ်ဝင်လမ်းကိုပိတ်ထားလိုက်တာပါပဲကောင်လေးထိတ်လန့်နေတာကိုမြင်တော့သူ့မွေးစားဖခင်ကအကောင်းဆုံးနေရာစီတန်းပေါင်းသွားပြီးနောက်တွဲရင်ကိုရေထဲရောက်အောင်နောက်ဆုတ်ပေးလိုက်ပါတော့တယ်